ဒီနေ့မှာမင်းငါလေးအိတ်ဆက်ထုတ်တဲ့ခေါင်းရွှေ330ရဲ့အင်းမမစလေးနဲ့နည်းနည်းပေါင်းတင်နေဖြစ်ပါတယ်ဒီလိုတော့မနော်ဒီ hair treatment လေးနဲ့ပြပြပေါ်နေနေဆိုလို့ခေါင်းရွှေနိုင်ဝါထုတ်တယ်ပါနော်ဒါတော့အိတ်ဆက်ထုတ်တဲ့ hair treatment လေးတွေပါတယ်တော့တို့တော့ဆိုလို့ရှိရင်ခေါင်းရွှေနိုင်ဝါလို့နိုင်လို့လောက်ရပြပြလေးထည့်ပြီးနှိမ့်နေပြီးနဲ့ထားပြနော်လို့တဲ့တယ်ဒီလိုတော့ဒါတော့တက်မှာမသိဘူးတော့တော့နော်အဲ့ဒါလည်းပြညာအဲ့ဒီနေ့လေးအရင်ကစမ်းနေတာတဲ့အချိန်မှာညမစလေးပေါင်းနေတယ်ညမစပေါင်းတင်မှုချင်းတိကျပြစီမှုပေါ့နော်လောလောကတော့ဆိုင်တယ်မှာဟုတ်အဲ့ခေါင်းရှောင်းမချင်းရရှိလို့ပါလေခေါ်တော့စပင်းနှက်ထားတော့နော်ဟဲ့တူကနေစပင်းနှက်ထားတာနိုင်ဝက်ပြည့်ပြီဆိုတော့ဒီအစီအထုတ်တဲ့ဘာမှရှာကောင်းရှောင်းနေနေခေါင်းရှောင်းတယ်မှာဖြစ်ပါတယ်။ဒါစပင်းတွတ်တာပေါက်ထားတာစပင်းတစ်ခွက်ဖြစ်တာဒီတော့အရင်ကောင်းတယ်ပေါ့နော်။ဘာမှရှာကောင်းရှောင်းရအရင်ကောင်းရှောင်းရှောင်းလေးမြင်ပြပြမယ်နော်။တော့အရင်တော့ဒီပေါ့ရေခွက်လေးထဲမှာရေဖြစ်ပြီးကောင်းရှောင်းရတော့အရင်ကောင်းထည့်ပြီးဖြုတ်မှာဒီကောင်တော့ဘာလို့ဒီပဲဆုံးထားလဲရှော့ပြပါဆိုတော့ဒီမျက်နှာတက်ပါဖြစ်ပါတယ်။ရလို့တက်ရှော့မနော်။ကျွန်တော်တို့ကြည့်ဟောတော့ပဲ။မင်းစလား။ဘာမှမပေါ့နော်။ဒီကလေစီလိမ့်တာတောင်းချော်ပြီးတော့စီလိမ့်တာစီဆိုတာအုံးစီကိုတော့လိမ့်တာမကြိုက်တဲ့တူပို့စီနေတယ်။ပို့စီနေတော့အရေးလေးကိုပြကြအောင်ပြန်ပြီးအနေတော့မတင်ပြလို့ရတယ်နော်။အဲ့ဒီတော့တင်ပြလို့ရှိရင်စလေးတကားလေးစပင်ပါလာလေးအောင်ပြန်ပြီးအရင်ကတည်းကမွေးလာတယ်။ဒီနေ့တော့ညခဲ့တဲ့ဒီ3ရက်တစ်ဆက်ကောင်းရွှေလေးရတော့မြန်မာငွေကျပ်32,900လေးကျတဲ့မှာဖြစ်ပြီးတော့ဒီတက်လုံးမက်ထောက်ထုတ်လေးရတော့တစ်ထုပ်9,900ကျတဲ့မှာဖြစ်ပါတယ်။ခုနကလည်းတလားလုံးကို promotion လေးပေးထားပါတယ်ရှင်။ဒီ3ရက်တစ်ဆက်မှာရုံနဲ့ရန်ကုန်မြို့တွင်းကို delivery fee လေးပို့ပေးထားပါတယ်။ဒီနေ့ကိုယ်တိုင်သုံးတဲ့ပစ္စည်းလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့မြင့်ရှိမှာမှအားပေးလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။